23ရက်3လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍလေးကိုဟောပေးသွားမှာဖြစ်ပါတယ်ပုံမူပြည့်စုံတဲ့အနာဂတ်ကိုတည်ဆောက်ဖို့အရန်အတွက်ဆွေးနွေးညှိနှိုင်းရတာမျိုးတွေရှိတတ်တယ်။အမြင်မတူတဲ့အပေါ်မှာစကားများငင်းခုန်ရတာမျိုးတွေရှိတတ်တယ်။အားအင်တွေပြေဝနေမယ်။ယုံကြည်မှုတွေရှိနေမယ်။သူတစ်ပါးအပေါ်မှာလွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မယ်။အချို့အခြေအနေတွေမှာဘာလို့ရမှန်းမသိလမ်းပြောင်းနေတတ်တယ်။ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ရာကတော့ဇဝေဇဝါဖြစ်နေတာတွေပိုကောင်းတဲ့အခြေအနေတွေရွေးချယ်စရာတွေကိုညှော်နှင့်ဆောင်စားနေတာမျိုးတွေကိုရှောင်ပါကိုယ်မှာရှိနေတဲ့ငကိုရှိရင်းဆွဲအခြေအနေကိုပဲပို့ပြီးတော့ကောင်းမွန်လာအောင်လို့တည်ဆောက်ပါ Lucky number နဲ့ Universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချောမွေ့ကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်